ပြီးခဲ့တဲ့ရာသီကဘာစီလိုနာကိုအငှားနဲ့တွားရောက်ကစားခဲ့တဲ့ Marcus Rashford Manchester United ကိုပြန်လည်ရောက်ရှိလာပါပြီ။ Rashford တယောက်ကားရစ်ကပွဲထွက်လူစင်းမှာပါဝင်ခွင့်ရမလားဒါမှမဟုတ်အသင်းပြောင်းသွားမလားဆိုတာအပြင်အခုလက်ရှိ Manchester United ကပြောင်းရွှေ့လှုပ်ရှားမှုအကြောင်းတွေကိုပါဒီဗီဒီယိုထဲမှာပြောပြပေးသွားမှာပါ။ပြီးခဲ့တဲ့ရာသီကဘာစီလိုနာအသင်းကိုအငှားနဲ့တွားရောက်ကစားခဲ့တဲ့ Marcus Rashford ရဲ့ဘာစီလိုနာကိုအပိသက်ပြောင်းရွှေ့ရေးအိမ်မက်ကတော့တက်ပြဲခဲ့ပါပြီ။အဓိကအကြောင်းကတော့ဘာစီလိုနာအသင်းဟာနျူကာဆယ်အသင်းကဂေါ်တွန်ကိုယူရိုသန်း80နဲ့ခေါ်ယူခဲ့တယ်လို့မကြာသေးခင်ကပဲဒေါ့တမွန်ကကာရင်အဒေယေမီကိုယူရို22သန်းနဲ့ထပ်မံခေါ်ယူလိုက်တဲ့အတွက်ဘာစီလိုနာရဲ့လိုအပ်နေတဲ့တောင်ပန်တိုက်စစ်အတွက်ပြည့်စုံသွားပါပြီ Rashford ကိုမလိုအပ်တော့ပါဘူးဒါကြောင့်နွေရာသီအပြောင်းရွှေ့မပိတ်ခင်မှာ Rashford ဟာသူ့ရဲ့အနာဂတ်အတွက်တခုခုဆုံးဖြတ်ချက်ချဖို့လိုနေပါပြီအသင်းကိုပြန်လည်ရောက်ရှိလာတဲ့ Rashford နဲ့ Manchester United တို့ဟာဆက်ဆံရေးအရကောင်းမွန်ပေမဲ့အနာဂတ်မှာရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တဲ့အကြောင်းရင်းတွေကိုစီရှိနေကြပါတယ်။အခုလက်ရှိစာချင်း Radcliffe ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေတဲ့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေတဲ့ Manchester United ရဲ့ဘန်နာရေးအခြေအနေအရတပတ်လောက်ခပေါင်3သိန်းကျော်ပေးနေရတဲ့ Rashford ကိုအသင်းမှာဆက်မထားကျင်တော့ပါဘူး။ Rashford ကလည်း Manchester United ကနေအသင်းပြောင်းကျင်နေပါတယ်။ဒါပေမဲ့ Rashford ရဲ့အခြေစွမ်းအရလိုချင်တဲ့အသင်းတွေများပေမဲ့သူ့ရဲ့လောက်ခလစာကြီးမားနေမှုကအဓိကအဟန့်အတားဖြစ်နေပါတယ်။ဒါကြောင့်လေဘာစီလိုနာအသင်းကပေါင်24သန်းနဲ့အပိသက်ခေါ်ယူခွင့်ရခဲ့ပေမဲ့လောက်ခလစာပြဿနာကြောင့် Rashford ကိုလက်ဆောင်ခဲ့တာပါ။ Rashford ကလည်းတကယ်အပြောင်းရွှေ့ဖြစ်နိုင်တဲ့တူရကီကလပ်တွေဖြစ်တဲ့ဂါလာတာဆာရေးနဲ့ဖီနာဘာဂျီအသင်းတို့ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ခုလက်ရှိ Manchester United အသင်းနဲ့မာနူးကိုနီအပြောင်းရွှေ့အတွက်ဆွေးနွေးနေတဲ့ရိုမာအသင်းကလည်း Rashford ကိုလိုချင်ပါတယ်။ဒါပေမဲ့လောက်ခလစာကိစ္စကြောင့် Rashford ကိုလက်လျှော့လိုက်တာပါ။ဒါကြောင့်လက်ရှိ Rashford အနေနဲ့အသင်းပြောင်းဖို့ကိစ္စကမဖြစ်နိုင်တဲ့အခြေအနေမှာရှိပါတယ်။အသင်းပြောင်းမယ်ဆိုလက်စာလျှော့ယူရမယ့်သဘောပါ။အခုလက်ရှိ Rashford အတွက်အကောင်းဆုံးဖြစ်မဲ့အခြေအနေတစ်ခုရှိပါတယ်။ဒါကတော့ Manchester United မှာပွဲထွက်ကစားခွင့်ရပြီးအရင်လိုဂိုးတွေပြန်သွင်းနိုင်တယ်ဆိုတဲ့အခြေအနေမှာပါ။ပြီးခဲ့တဲ့ရက်ပိုင်းက Mirror သတင်းဌာနရဲ့အင်တာဗျူးတစ်ခုမှာအခုလက်ရှိ Manchester United ကနီးပြဖြစ်တဲ့ Michael Carrick နဲ့အချိန်ကအတူကစားပေါ်တွေဖြစ်ခဲ့ကြတဲ့ West Brom နဲ့ Louis Saha တို့ကခုလိုမျိုးတွေဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။ West Brom က Carrick အနေနဲ့ Rashford သာအသင်းရဲ့တိုက်စစ်နေရာမှာပြန်လည်ပါဝင်လာရင်ရွေးချယ်စရာတိုက်စစ်မှုတွေပုံမများလာတာမလို့တေချာပေါက်သဘောကျမှာပါ။ Rashford အနေနဲ့ကလည်းဘာစီလိုနာအသင်းကတခြားကစားသမားခေါ်ယူခဲ့ပြီဆိုတော့တခြားရွေးချယ်စရာတိတ်မရှိတော့ပါဘူး။ပြဿနာတစ်ခုက Rashford ရဲ့လောက်ခလစာများနေတာပါပဲလို့ပြောဆိုခဲ့ပါတယ်။ Manchester United ကအခုလက်ရှိ Chelsea အသင်းကအသက်22နှစ်သာရှိသေးတဲ့ကွင်းလယ်လူ Andre Santos ကိုယူရို56.3 သန်းနဲ့ခေါ်ယူခဲ့တယ်လို့ Aston Villa အသင်းရဲ့အသက်29နှစ်အရွယ်ဝါရင်ကွင်းလယ်လူ Yuri Tielemans ကိုယူရို21သန်းနဲ့ခေါ်ယူခဲ့တဲ့ကွင်းလယ်အားဖြည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး West Brom ကကွင်းလယ်အားဖြည့်တာတော့ကောင်းပါတယ်။ Champion ဖြစ်ချင်ရင်တိုက်စစ်နေရာအတွက်နောက်ထပ်တစ်ယောက်လောက်ခေါ်စေချင်တယ်။ခုလက်ရှိဆက်စကိုနဲ့ကုညာတို့ရှိနေတယ်ဆိုပေမဲ့အခုထက်ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်ဖို့လိုအပ်ပါတယ်။နောက်တန်းမှာလည်း Martinez နဲ့ Delic ရဲ့ကြက်ခိုင်မှုအခြေအနေကစိုးရိမ်စရာလို့မြင်ပါတယ်။ Louis Saha ကလည်း West Brom ရဲ့အမြင်ကိုလက်ခံပြီး Sesko ကိုလမ်းပြပေးနိုင်မဲ့အတွင်းကြုံရဲ့ဝါရင်တိုက်စစ်မှုတူခေါ်ယူသင့်တယ်လို့ဆိုပါတယ်။အခုလာမယ့်ရာသီမှာ Manchester United အသင်းဟာတပတ်ကို2ပွဲနှုန်းလောက်ကစားရမှာဖြစ်တဲ့အတွက်အရန်လူစင်းကိုအခုထက်ပိုမိုတောင့်တင်းအောင်အားဖြည့်သင့်တယ်လို့လဲဆာဟာကအကြံပေးခဲ့ပါသေးတယ်။အခုလက်ရှိနွေရာသီမှာ Manchester United ကနေပြီး Casemiro, Willian, Sancho, Malacia တို့ကထွက်ခွာခဲ့ပြီး Santos, Tielemans တို့အပြင် Leeds United အသင်းရဲ့ဂိုးသမားကာဒါလိုကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူထားပါတယ်။ကာဒါလိုကိုခေါ်ယူခဲ့တာကတော့ဂိုးသမားလင်မန်အတွက်အတွေ့အကြုံပိုရစေဖို့ရည်ရွယ်တယ်လို့သိရပါတယ်။အခုလက်ရှိ Manchester United ကကဏ္ဍအသီးသီးဟာစာချင်း Radcliffe ရဲ့ထိန်းချုပ်မှုအောက်မှာရောက်နေတာဖြစ်ပြီးငွေကြေးပိုင်းဆိုင်ရာကိုအဓိကစီးစစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်အရင်လိုတော့အပြောင်းရွှေ့ကြီးကြီးမားမားတွေဖြစ်လာဖို့မျှော်လင့်လို့မရတော့ပါဘူး။တန်ဟန်လက်ထက်မှာကစားသမားတွေရဲ့လောက်ခလစာအစမတန်တိုးမြင့်ပေးခဲ့တာကြောင့်လောက်ခလစာများတဲ့ကစားသမားတွေကိုအသင်းကရောင်းထုတ်တာစာချုပ်သက်တမ်းမတိုးတာတွေလုပ်ပြီးလစာစီရှော့ချနေပါတယ်။ကမ္ဘာဖလားကာလအတွင်းမှာတရားခဲ့တဲ့တန်ရာကြောင့်ဥကာသေးဟာကာလရှည်နားယူရမှာဖြစ်တဲ့အတွက်ရောင်းထုတ်လို့မရတာကြောင့်လစာရှော့ချရေးစီမံချက်အတွက်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ဘရာဇီးကွင်းလယ်လူအီလာဆန်ရဲ့အပြောင်းရွှေ့ကလည်းနောက်ဆုံးစစ်တဲ့အချိန်မှာပြတ်ခဲ့ရပါတယ်။ဒါတွေကအခုလက်ရှိ Manchester United ကကန်ဆိုးနေမှုတွေပါ
Manchester United အသင်းကထွက်ခွာဖို့ရှိနေတဲ့ကစားသမားတွေကတော့ဂိုးသမား Vidat ပဲဖြစ်ပါတယ်။ ဇက်စီရဲ့အခြေအနေကလည်းလက်ရှိဈေးကွက်မပိတ်ခင်အပြောင်းလဲဖြစ်နိုင်ပါသေးတယ်။ LT Bayanda ကလည်းအသင်းပြောင်းကျင်နေတယ်လို့ပြောပါတယ်။ Manchester United ပြစ်မှတ်ထားနေတာကတော့တတိယမြောက်ကွင်းလယ်ကစားသမားခေါ်ယူဖို့ပါခုလက်ရှိ Manchester United ကရိုမာအသင်းရဲ့ကွင်းလယ်လူမာနူးကိုနီကိုခေါ်ယူဖို့ဆွေးနွေးနေတယ်လို့သိရပါတယ်နောက်ထပ်နူကာဆယ်အသင်းကနောက်တန်းဘယ်ဆွန်နဲ့ကွင်းလယ်ကစားနိုင်တဲ့အသက်22နှစ်သာရှိသေးတဲ့လူးဝစ်ဆောကိုခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်ဘယ်တောင်မှန်တိုက်စစ်မှုနေရာအတွက်လည်းကစားသမားရှာဖွေနေရလို့ဆိုပါတယ်ဒါပေမဲ့လက်ရှိအနေအထားမှာတောင်မှန်တိုက်စစ်မှုခေါ်ယူဖို့ဆိုတာ Rashford ပေါ်မှာပဲမူတည်ပါတယ်သူက Manchester United မှာဆက်နေမယ်ဆိုရင်ကစားသမားခေါ်ယူမဲ့ကိစ္စဟာဖြစ်လာဖို့မရှိပါဘူး Rashford အနေနဲ့ကတော့ပြီးခဲ့တဲ့ရာသီကအင်္ဂလိပ်မီဒီယာတွေနဲ့ဝေးတဲ့ဘာစီလိုနာမှာသွားနေရတာသဘောကျပုံရပါတယ်ဒါကြောင့်လည်းအသင်းပြောင်းကျင်နေတာပါဒါတွေကတော့အခုလက်ရှိ Manchester United ကနွေရာသီအပြောင်းရွှေ့ဈေးကွက်တွင်လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ကတော့ Manchester United ကလစာလျှော့ချရေးအစီအစဉ်ကြောင့်ရောင်းထုတ်ချင်နေတဲ့ Marcus Rashford ကတော့အသင်းကိုပြန်လည်ရောက်ရှိလာပါပြီ Rashford တယောက်ကလန့်နဲ့ပဲ Manchester United မှာဆက်ရှိနေမလားဒါမှမဟုတ်ဈေးကွက်ပိတ်ခံဒီမှာကြုံရအသင်းကိုအငှားနဲ့ပဲပြောင်းရွှေ့သွားမလားမိတ်ဆွေတို့ကဘယ်လိုဖြစ်လာမယ်ထင်လဲ